မင်္ဂလာပါငင်းဖြစ်ပါတယ်ဒီတစ်ခါမှာတော့ risk and reward management နဲ့တွဲပြီးတော့မှနောက်ထပ်သိထားရမယ့်အရေးကြီးတဲ့အချက်ပေါ့နော်ဒီအချက်ကဘာလဲဆိုတာကိုညီက sharing လုပ်တာပြမှာဖြစ်ပါတယ် risk and reward management နဲ့တွဲပြီးနောက်ထပ်သိထားရမယ့်အရေးကြီးတဲ့အချက်ကဘာလဲဆိုတော့ညီတို့ room for error ဖြစ်ပါတယ် Okay ဒီ room for error ကိုမပြောခင်မှာအရင်ဆုံးအနေနဲ့ညီက risk and reward management ကိုပြောပြပါမယ်အရင်ဆုံးအနေနဲ့ညီတို့ trade တဲ့အခါမှာ risk and reward ကိုဘယ်လိုယူလဲ2:1ဒါမှမဟုတ်3:1ယူတယ်ပဲဆိုပါစို့တကယ်ရောကိုယ့်ရဲ့ order တိုင်းကပေါ့နော်ဒီ2:1ဒါမှမဟုတ်ဒီ3:1ဖြစ်ရလားဒါအရေးကြီးပါတယ်မဖြစ်နေဘူးကိုကဒီ risk and reward ကိုအဆင်ပြေတယ်လို့ကြုံတယ်လို့ယူမိနေတယ်ဆိုရင်ဒီအချက်ကိုအရင်ဆုံးပြင်ရပါမယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကိုကဒီ risk and reward ကို2:1ယူတယ်ပဲဆိုပါစို့တပတ်မှာကိုက order 10ချောင်းဝင်နေပဲထား9ချောင်းမှန်နဲ့9ချောင်းကမှားတယ်ဆိုရင်တောင်မှပဲကိုယ့်ရဲ့ reward က2 risk က1ဖြစ်နေတဲ့အတွက်အချုပ်မှာဒါကိုယ့်အတွက် profit ကျန်နေပေါ့နော်အဲ့လိုမှမဟုတ်ပဲねကိုကဒီ risk and reward ကို1:1ပဲယူတယ်ဆိုပါစို့ကိုယ့်ရဲ့ order 10ချောင်းမှာ9ချောင်းမှန်နေ9ချောင်းမှားတယ်ဆိုရင်ဒါကိုယူထားတဲ့ဒီ risk and reward အချိုးစားကညီနေတယ်ပေါ့နော်ညီနေတာဖြစ်တဲ့အတွက်ဒါကြည့်ပြီးကိုဝင်လိုက်တဲ့ order တွေအတွက်ထိရောက်တဲ့ result ကမရှိဘူးOkay ဒါ probability 50-50နဲ့တွက်ပြထားလို့เนาะအဲ့လိုမှမဟုတ်ဘဲねဒီကိုယ့်ရဲ့ order 10ချောင်းမှာ4ချောင်းတော့မှန်တယ်6ချောင်းတော့မှားတယ်ဆိုရင်ဒါကိုယ်ထဲကနေဒါမှ20% minus သွားပြီเนาะဒီလိုတွေရှိတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ order တွေက2:1ဒါမှမဟုတ်ဒီ3:1ဖြစ်နေရမယ်เนาะနောက်ထပ်တစ်ခုရှိတာကကိုကဒီ2:1ဒါမှမဟုတ်ဒီ3:1တော့ယူပါရဲ့ဒါပေမဲ့ကိုဝင်တဲ့ဈေးတန်းကပေါ့နော် entry မဟုတ်ဘူး entry မဆောင်ဝင်တဲ့ဝင်တာလို့ဒီ market exclusion ကနေ emotion နဲ့ buy sell နှိပ်တာလို့အတွက်တော့ဒါဟာအကျုံးမဝင်ဘူးပေါ့နော်ကိုဝင်လိုက်တဲ့ order ကကိုရဲ့ strategy ကနေအချက်ပြတဲ့ entry point ဖြစ်ဖို့လိုတယ်ဒီချောင်းကိုငင်းရှိမှာဗီဒီယိုတစ်ပုံနဲ့ပြောပြထားတယ်ပေါ့နော်မကြည့်ရသေးဘူးဆိုလို့ရှိရင်အရှိရဗီဒီယိုလေးကိုတွားကြည့်လို့ရပါတယ် Okay နောက်ထပ်တစ်ခုကဘာလဲဆိုတော့ခါကြတော့ငင်းတို့ဒီ risk and reward ကိုဒီ low risk high reward ပုံစံနဲ့ယူတာပေါ့ဘယ်လိုမျိုးလဲဆိုရင်ဒီ 7:1 တို့ 8:1 တို့ 10:1 တို့ဒါမျိုးပေါ့ဒါမျိုးယူလို့ရလားဆိုတော့ဒါမျိုးယူလို့မရပါဘူးကိုယူထားတာက low risk ဖြစ်တဲ့အတွက် low reward ပဲယူလို့ရပါမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုက high reward လိုချင်တယ်ဆိုတော့ high risk ယူရပါမယ် Okay ဒီလိုလည်းမဟုတ်ဘူးကိုက low risk ပဲယူမယ်ဒါမဲ့reward ကတော့ high ယူချင်တယ်ဆိုတော့ညီတို့က target 1 target 2ဆိုပြီးတော့မှအပိုင်းခွဲပြီးတော့မှယူမယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်နော် Okay ဟုတ်ပြီဒါကrisk and reward management ကိုပြောတာဟုတ်ပြီဒါပြီးပြီဆိုတော့ခါကြတော့ငင်းကဟိုထပ်ပြီးတော့ဒီ room for error အပိုင်းကိုဆက်သွားပါမယ်room for error ကိုမြန်မာလိုဓာတ်ရိုက်ပြန်ရင်တော့ဒါအမှားတွေအတွက်အခန်းပေါ့နော်သူကဆိုလို့ချင်တာကဘာလဲဆိုလို့ရှိရင်ဒီငိမ့်တို့ပေါ့နော်ပထမတစ်ချိန်စူးစမ်းလိုက်တယ်မမျော်လင့်ပဲနဲ့ဆုံးရှုံးသွားတယ်ရှုံးနိမ့်သွားတယ် Okay နောက်ထပ်တစ်ချိန်ထပ်ပြီးတော့မှစူးစမ်းဖို့အတွက်အခွင့်အရေးချန်ထားခဲ့တာဒါကို room for error လို့ခေါ်တယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုကို့မှာဒေါ်လာ100အကောင့်ရှိတယ်ပဲထားကိုကဒီ order တစ်ချောင်းကိုဒီဒေါ်လာ100လုံး risk အပြည့်ယူတာမျိုးမလုပ်ဘဲနေပေါ့နော်ဒီ order တစ်ချောင်းကိုဒေါ်လာ50ပဲ risk ယူတယ်ဆိုလို့ရှိရင်ဒီပထမတစ်ချိန်ကိုက trade လိုက်တယ်မမျော်လင့်ပဲနဲ့ stop loss ထိသွားတယ်ရှုံးသွားတယ် Okay ဒါဆိုလို့ရှိရင်ဟိုဒေါ်လာ50တော့ရှုံးပြီးသွားပြီဒါပေမဲ့ကို့မှာနောက်ထပ်ဒေါ်လာ50ကျန်သေးတယ်အဲ့ဒီကျန်သေးတဲ့ဒေါ်လာနဲ့ကိုကနောက်ထပ်တစ်ချောင်းထပ်ဝင်လို့ရသေးတယ် Okay ဒါက room for error ချမ်းတာပဲဟုတ်ပြီ room for error ချမ်းတာကိုသဘောပေါက်ပြီဆိုလို့ရှိရင်ညီတို့ဒီ management အပိုင်းကိုပြန်သွားမယ်ပေါ့နော်ဘယ်လိုလဲဆိုလို့ရှိရင်ကို့မှာဒေါ်လာ100အကောင့်ရှိတယ်ထားအဲ့ဒီဒေါ်လာ100ပေါ်မှာကို10ချိန်ဒါမှမဟုတ်အကျိန်20စူးစမ်းခွင့်ပေးပါဒါကဘယ်လိုပြောချင်တာလဲဆိုတော့ဒီငင်းတို့ကိုမှရှိတဲ့ဒီဒေါ်လာ100အကောင့်ကိုပေါ့နော်10ချိန်စူးစမ်းခွင့်ပေးတယ်ပဲဆိုပါစို့ဒါဆိုလို့ရှိရင်ငင်းတို့က order တစ်ချောင်းကို$10 risk ယူလိုက်တာဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကအကျိန်20စူးစမ်းခွင့်ပေးလိုက်တယ်ဆိုရင်တော့ဒါကကိုက$5 risk ယူတာဖြစ်တယ် Okay ဒါက room for error ချမ်းတာပဲဟုတ်တယ်နော်ဒါမှမဟုတ်ငင်းတို့တစ်ခုသတိထားရမှာကငင်းကအခု$10တို့$5တို့ပြောလိုက်ပြီမယ်လေဒီဒေါ်လာအနေနဲ့တော့ဒီလားဟုတ်ပြီမယ်ကိုယ့်ရဲ့ဒေါ်လာ100အကောင့်ဆိုရင်တော့ဒီမှာ$10 risk ယူဆိုလို့ရှိရင်ဟိုငင်းတို့ချက်ချင်းတန်းပြီးတော့0.1နဲ့ပေါ့နော်ဝင်လိုက်တယ်ဆိုလို့ရှိရင်ဒါတစ်ပစ်မှာတင်ဒီ$10ပါသွားမယ်ပေါ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒါကိုယ့်ရဲ့အကောင့်ကဒေါ်လာ100ဖြစ်တဲ့အတွက်0.01နဲ့ဆိုရင်ဒီမှာ10 bit ပေါ့ငင်းပြောချင်တာကတော့ဟိုငင်းရဒီမှာဒေါ်လာနဲ့ပြောပေးမယ်ကွာဒါပေမဲ့ကိုယ့်ရဲ့ loss side ပေါ့ loss side ကလည်းကိုအကောင့်ပမာဏနဲ့ညီတဲ့ loss side တော့ဖြစ်နေရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ငင်းကဒေါ်လာ100အကောင့်မှာ10ချိန်စူးစမ်းခွင့်ပေးတာ$10 risk ယူတယ်ဆိုတာကဟိုပြောရရင်0.01နဲ့10 bit risk ယူတာကိုပြောချင်တာ Okay ဒါအောင်နားလည်မယ်နော်
ဆိုတော့အရှိရဟန်ပြန်ဆက်မယ်ဆိုလို့ရှိရင်နင်တို့ကဒီဒေါ်လာ100အကောင့်မှာကိုက10ချိန်စူးစမ်းခွင့်ယူတယ်ပဲထားအရှိရပြောခဲ့သလိုလားဒီ risk and reward ကို 2:1 ဒါမှမဟုတ်ဒီ 3:1 နဲ့ဝင်ခဲ့မယ်ဆိုလို့ရှိရင်တေချာပေါက်ဒီဒေါ်လာ100အကောင့်မှာပေါ့နော်ချုပ်လိုက်မယ်ဆိုလို့ရှိရင်ကိုအတွက်တေချာပေါက်ဒီ profit ကကျန်တယ်အကျိန်20စူးစမ်းတယ်ဆိုလို့ရှိရင်လည်းတူတူပဲဒီ 2:1 3:1 ယူခဲ့မယ်ဆိုလို့ရှိရင်ဒါကချုပ်လိုက်တယ်ဆိုလို့ရှိရင်ကိုအတွက် profit ကကျန်တယ်ပေါ့နော်အဓိကအနေနဲ့အဲ့ဒါကိုပြောချင်တာပါအချို့အနေနဲ့ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ risk and reward ယူတဲ့အခါမှာဆိုလို့ရှိရင်ညီတို့ 2:1 ဒါမှမဟုတ် 3:1 ယူရပါမယ်ပြီးတော့နောက်ထပ်တစ်ခုကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အကောင့်ပေါ့နော်ကိုယ့်ရဲ့ capital အပေါ်မှာကို10ချိန်ဒါမှမဟုတ်အချိန်20စူးစမ်းခွင့်ပေးပါဒီလိုမျိုးသာပေါ့နော်ဒီ risk and reward ကိုဒီ room for error နဲ့တွဲပြီးတော့မှသွားမယ်ဆိုလို့ရှိရင်တေချာပေါက်ကိုတက်ကဒါအချုပ်မှာ profit ကျန်ပါမယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်တတား